flash ကပ်ပြရင်ဘလို့အကျိုးကျေးဇူးတွေရှိလဲနံပါတ်1 vocabulary enrichment လို့ခေါ်တယ်ဝေါ်ဟာရကျွဲဝတာပေါ့နော်ကလေးတွေကို flash ကပ်ပြတဲ့အချိန်မှာသူတို့ကြိုက်နှစ်သက်တဲ့အရာလေးတွေလည်းပါတယ်လို့မျိုးကျမတို့ကကိုထည့်ပေးခြင်းတဲ့ vocabulary ဝေါ်ဟာရလေးတွေလည်းထည့်ပြီးတော့ပြလို့ရတယ်အဲ့အတွက်ကြောင့်မို့လို့ကလေးတွေစီမှာအသီးအနှံလေးတွေနာမည်ဆိုလဲသိမယ်အကောင်လေးတွေနာမည်ဆိုလဲသိမယ်သူတို့ကြိုက်တဲ့ကားလေးတွေဆိုလဲကားလေးတွေ dinosaur ဆိုလဲ dinosaur နိုင်ငံတကာအလံတွေဆိုလဲအလံတွေဒီလိုမျိုးသူတို့ကြိုက်တဲ့အကြောင်းအရာတွေအပြင်ကိုသူတို့ကို input ထည့်ပေးခြင်းတဲ့ vocabulary တွေပါထည့်ပြီးတော့ဒီ flash card တိုင်းမှာပြကြတဲ့အတွက် flash card ပြရဲဆိုရင်သိကြပါဦးကလေးတွေကနံပါတ်1 vocabulary enrichment လို့ခေါ်တဲ့ဝေါ်ဟာရကျွဲဝခြင်းအကျိုးကျေးဇူးကိုရမှာဖြစ်ပါတယ်နံပါတ်2ကတော့ကျမတို့အုံနောက်ရဲ့ဒီအမြင်နဲ့မှတ်မိနိုင်စွမ်းလို့ခေါ်တဲ့ဒီ photographic memory ပေါ့နော်ဒီ ability ကိုလည်းရတယ် flash card ပြတဲ့အချိန်မှာကျမတို့ကတကတ်ချင်းစီကိုမြန်လေးပြတာလीเนาะခက်မြန်လေးပြတဲ့အတွက်ကြောင့်မို့လို့ဒီ flash speed ကိုအုံနောက်ကလေးကလိုက်ပြီးတော့မှတ်ရတယ်အဲ့တော့ကျမတို့ရဲ့အုံနောက်မှာ photographic power ရှိတယ်အလင်းအမြန်သွားနေတဲ့အရာဝတ္ထုတွေကိုဖက်ခနဲ့မှတ်နိုင်နေဆိုတဲ့ဒီ memory skill ကလည်းတက်လာမှာဖြစ်တယ်နံပါတ်3ကတော့ကျမတို့ bonding time ပေါ့နော်မိသားစုဒီအချိန်မှာရင်းနှီးမှုတိဆောက်တဲ့ချစ်ချင်းမြတ်တာကိုတိဆောက်တဲ့အချိန်လေးအနေနဲ့လေကျမတို့ကဒီ flash card ကိုသုံးတယ်အဲ့တော့ကိုယ့်ရဲ့ကလေးလေးက flash card ကြည့်ရတာကြိုက်တယ်ဆိုရင်တနေ့ကိုသူ့ကို9မိနစ်ဖြစ်ဖြစ်10မိနစ်ဖြစ်ဖြစ်မမေကပြပေးတယ်ဖေဖေကပြပေးတယ်ညအိခန်းကြီးကြည့်ကြတယ်နေကင်းထမင်းစားပြီးရင်ကြည့်ကြမယ်ဆိုတော့ကိုယ့်ရဲ့အချိန်တတ်မှတ်ကလေးနဲ့ကျမတို့ကပြလို့ရတယ်အဲ့လိုပြတဲ့အချိန်မှာလေကျမမှားခြင်းတဲ့ဟာကပေါ့ပါလေးသွားပါအရန်ကြီးကလေးကိုဒီoutput ထုတ်ဖို့ပဲပေါ့နော်ဘယ်ဟာက apple လဲဘယ်ဟာက blue လဲဘယ်ဟာက circle လဲမေးဖို့ဒီ output ကိုပဲ result ကိုပဲအားတာနေရမျိုးလုံးဝမဟုတ်ဘဲနဲ့ခလေးကြိုက်နေတဲ့အကြောင်းအရာလေးတွေကိုပေါ့ပါပြောမယ်သူကြိုက်တာလေးတွေလည်းသူပြက်ကြည့်မယ်ကိုပြချင်တာလေးတွေလည်းကိုကပြမယ်ဆိုတဲ့အနေလေးနဲ့ကျမတို့ပျော်ရွှင်နဲ့ပြရင် family bonding time ကိုလည်းတိစောက်ပြီးသားဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ concentration ပေါ့နော်ခလေးကဒီ flash card ကိုသူကြည့်ပြီးလို့ကျင့်သားတစ်ခုရသွားပြီပေါ့ habit တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ဒါကိုကျမတို့က pattern တစ်ခုအုံနောက်မှာဒါဒီလမ်းကြောင်းတစ်ခု pattern တစ်ခုတိစောက်ပြီးသွားပြီလို့ပြောလို့ရတယ်ဒါဆိုရင်သူ့အနေနဲ့ကြတော့ဒီ concentration ကိုလည်းတခြားတစ်ဖက်မှာတခါတည်းလေ့ကျင့်ပြီးသားဖြစ်တယ်ဒီအချိန်ရောက်ရင် flash card time flash card ကြည့်ရမယ် flash card ကြည့်ရင်ဘယ်လိုကြည့်ရလဲတေချာလေးထိုင်ပြီးတော့မမေပြတဲ့ဟာကိုအစားကနေအဆုံးထိအာယုံစူးစိုက်ပြီးကြည့်ရတယ်ဆိုတော့ဒီ message ကိုသူ့အုံနောက်ကရသွားပြီဆိုလို့ရှိရင် concentration ကိုကျမတို့ကအထူးတလဲလေ့ကျင့်ပေးစရာမလိုတော့ဘူးဒီ flash card time မှာပဲ flash card ပြရင်းနဲ့တခါတည်းတိစောက်ပေးသွားလို့ရတယ်အခုကျမပြောပြသွားတဲ့အကြောင်းအရာလေးတွေကတော့ကျမတို့ flash card ပြတဲ့အချိန်မှာရနိုင်တဲ့အကျိုးကျေးဇူးလေးတွေဖြစ်ပါတယ်ပိုသိချင်တဲ့အကြောင်းအရာတွေရှိရဆိုရင်ကျွန်မကို comment မှာမေးခဲ့ပေးလို့ရပါတယ်ဒီချက်ခင်မှာရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်